မင်္ဂလာပါရှင်မြန်မာအခရာရဲ့မြန်မာဘာသာစကားသင်ခန်းစာများမှကြိုဆိုပါတယ်ဘာသုံးဆောင်မလဲရှင်မဝင်းကားတစ်ပွဲပေးပါကော်ဖီတစ်ခွက်မချိုဘဲနဲ့စိတ်လေးဖြော်ပေးပါဟုတ်ကဲ့ခင်ဗျာလေးဆောင်ပါနော်ဟုတ်ကဲ့ပါမုန်းကားနဲ့ကော်ဖီရပါပြီဒါကမုန်းကားထဲထည့်စားဖို့ငပြားရဲ့အချင်းနဲ့ငယ်လေးမုံပါကောင်းကင်ပေါင်းတစ်ပွဲပေးပါအောင်ရှင်ပတ်စံရှင်းပါမယ်ပေါင်ချလေးပေးပါနော်ဟုတ်ကဲ့ဒီမှာပါစုစု9000ကျပါတယ်ဟုတ်ကဲ့ဒီမှာ9000ပါဟုတ်ကဲ့နောက်ဝဲပါပေးပါအောင်နော်ကျေးဇူးပါဘာသုံးဆောင်မလဲရှင်မဝင်းကားတစ်ပွဲပေးပါကော်ဖီတစ်ခွက်မချိုဘဲနဲ့စိတ်လေးဖြော်ပေးပါဟုတ်ကဲ့ခင်ဗျာလေးဆောင်ပါနော်ဟုတ်ကဲ့ပါမုန်းကားနဲ့ကော်ဖီရပါပြီဒါကမုန်းကားထဲထည့်စားဖို့ငပြားရဲ့အချင်းနဲ့ငယ်လေးမုံပါကောင်းကင်ပေါင်းတစ်ပွဲပေးပါအောင်ရှင်ပတ်စံရှင်းပါမယ်ပေါင်ချလေးပေးပါနော်ဟုတ်ကဲ့ဒီမှာပါစုစုပေါင်း9000ကျပါတယ်ဟုတ်ကဲ့ဒီမှာ9000ပါဟုတ်ကဲ့နောက်ဝဲပါပေးပါအောင်နော်ကျေးဇူးပါနောက်သင်ခန်းစာတွေမှာပြန်ဆောင်ကြမယ်နော်တတ